အားလုံးပဲမင်္ဂလာပါခင်ဗျာ Access Kit YouTube Channel Facebook Page နဲ့ TikTok Account ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ရဲ့အသုံးပြုနေတဲ့ဖုန်းတွေက software လေးတွေရဲ့အဝင်အထွက်တွေမှာနှေးကွေးနေလို့စိတ်ညစ်နေကြတဲ့သူတွေအတွက်ကျွန်တော်တို့အသုံးပြုရတာတွက်လက်မြန်ဆန်လာအောင်ချိန်ထားပေးရမယ့် setting လေး၃ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ် setting လေးတွေဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းတွေကကျွန်တော် setting software လေးတွေကိုအရင်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ setting software လေးတွေကိုဝင်ပေးလိုက်ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ကျွန်တော် additional setting တွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့ရဲ့ဖုန်းတွေက additional setting တွေကိုထပ်ဝင်ပေးလိုက်ပါ additional setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ developer option ဆိုတဲ့ setting တွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ developer option လေးကမပေါ်လာသေးဘူးဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲကဒီအပေါ်ဆုံးမှာရှိတဲ့ about ဖုန်းတွေကိုဝင်ပေးလိုက်ပါကျွန်တော်ရဲ့ဖုန်းကတော့ Redmi ဖြစ်တဲ့အတွက်ဒီလိုမျိုး OS version လို့ပေါ်နေရပေါ့နော်ဒါကတော့မိတ်ဆွေတို့ရဲ့ဖုန်းပေါ်မူတည်ပြီးတော့ဒီနေရာမှာ version တွေအမျိုးမျိုးကွဲပြားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဖုန်းထဲမှာတော့ OS version ဆိုတာရှိပါတယ်ဒီ OS version ကိုကျွန်တော်တို့8ခါလောက်ဇက်တိုက်လေးနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ developer option လေးပွင့်လာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပွင့်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာနှိပ်စရာမလိုတော့ဘူးပေါ့နော်ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ version ကိုကျွန်တော်8ခါလောက်နှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာရှိတဲ့ additional setting တွေက developer option လေးပွင့်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ developer option တွေကိုထပ်ဝင်ပေးလိုက်ပါ Okay ပါ developer option တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ချိန်ထားပေးရမယ့် setting လေး၃ခုကတော့ဒီ setting လေး၃ခုပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ window animation scale ရှိမယ် transition animation scale ရှိမယ် animator duration scale ဆိုပြီးတော့ဒီမှာ animation scale ၃ခုရှိပါတယ်ဒီကောင်လေးတွေ၃ခုကိုချိန်ထားပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ animation off ဆိုပြီးတော့အနောက်မှာစာတန်းလေးတွေပေါ်နေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ဖုန်းကိုကျွန်တော်တို့ဝယ်လာကြရနေပြီးတော့ကျွန်တော်တို့အနေနဲ့ developer option ထဲမှာမချိန်ရသေးဘူးဆိုရင်တော့ဒီပုံစံမျိုးလေးပေါ်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဖုန်းကိုကျွန်တော်တို့ software ဝင်ထွက်လေးတွေမှာတော်တော်လက်လက်ဖြစ်စေခြင်းနေဆိုရင်တော့ဒီ setting လေး၃ခုကိုကိုယ့်အနေနဲ့ချိန်ပေးရမှာဖြစ်ပါတယ်ချိန်ပေးဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ animation off ဆိုတဲ့ကျွန်တော်တို့စာတန်းလေးဘေးကမြားလေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့အသုံးပြုခြင်းနဲ့အပေါ်မူတည်ပြီးတော့ဒီနေရာမှာကိုယ်အနေနဲ့ animation scale တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကဖုန်းကိုတော်တော်လက်လက်လေးအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ animation scale 0.58 ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့နည်းနည်းမြန်တာမကြိုက်ဘူးဆိုရင်တော့ဒီအောက်မှာရှိတဲ့ 1.8 1.58 2.8 စတဲ့အမျိုးမျိုးသောကျွန်တော်တို့ animation scale တွေကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ animation scale 0.58 ကိုရွေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ transition animation scale မှာလည်း 0.58 ကိုပဲရွေးလိုက်ပါမယ်ပြီးရင်တော့ animator duration scale ကိုလည်း 0.58 မှာပဲရွေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာ 0.58 လေးတွေဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကျွန်တော်တို့ဝင်ထွက်လေးတွေပေါ့နော်ဒီလိုမျိုးအရွှေ့အပြောင်းလေးတွေမှာကျွန်တော်တို့တွက်လက်လာမှာပဲဖြစ်ပါတယ်ကဲမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနည်းနည်းမြန်တာမကြိုက်ဘူးနှေးကျင်နေဆိုရင်လည်းသိပ်ပြီးတော့မခက်ပါဘူးဒီမှာရှိတဲ့ scale တုံးကူမှာကျွန်တော်တို့အနေနဲ့တခြားတော့ကနန်းကြီးလေးပေါ့နော်ဒီမှာဆိုရင် animation scale 1.58 ရှိမယ်ပြီးရင်လည်း 1.58 ရှိမယ် 1.58 ရှိမယ်ပေါ့နော်ဒီကောင်လေးတွေရွေးချယ်ပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ဝင်ထွက်လေးတွေမှာကျွန်တော်နှေးလာမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့အနေနဲ့ဒီ setting လေးတွေကိုချိန်ထားပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းအသုံးပြုရတာ software ဝင်ထွက်လေးတွေမှာအတွက်လက်မြန်ဆန်လာမှာဖြစ်ပြီးတော့အသုံးပြုရတာလည်းအဆင်ပြေလာမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာနဲ့ပတ်သက်ပြီးတော့နောက်မလေးတာမရှင်းနေတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ